နဲ့အုပ်လာတယ်ကျွန်တော်များလည်းအလုံးရှုပ်နေတဲ့အချိန်ကြီးကျွန်တော်တို့သတိထားမိတယ်ကျွန်တော်ကောင်းကင်ချက်ကြည့်လိုက်တယ်ကျေတလုံးမထွက်ဘူးဒါပေမဲ့ကျွန်တော်ယုံတယ်အဲ့ဒီကတော့ကျွန်တော်တို့ဒီခောက်တော့အဲ့လိုဘယ်လိုခေါ်မလဲပြီးခဲ့တဲ့နှစ်လို့အတွေ့အကြုံမျိုးမပေးဘူးဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်ဘယ်လိုခေါ်မလဲဘုရားသခင်ကနောက်တနည်းတော့ကျွန်တော်တို့တုံသင်လိမ့်မယ်ကျွန်တော်ကောင်းကောင်းကျွန်တော် sorry ကောင်းကောင်းကြီးကျွန်တော်ယုံကြည်တယ်ဘုရားကိုပေါ့နော်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နှစ်ကပုံစံတိုင်းတော့ဘုရားရှင်တုံသင်မှာမဟုတ်ဘူးဒီနှစ်ပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်စိတ်ထဲမှာခံစားချက်တစ်ခုရှိတယ်ဘုရားစကားပြောတယ်ပေါ့နော်အဲ့ဒါနဲ့ပထမနေ့လေကျွန်တော်ဘာဖြစ်အလုပ်လဲနည်းနည်းများသွားတယ်ညတော့ကျွန်တော်စနောက်ကျသွားတဲ့က sound system နဲ့တမျိုးဖြစ်သွားတယ်ဒုတိယနေ့ကျကျွန်တော်စဉ်းစားတယ်ကျွန်တော်လည်းဘယ်လိုခေါ်မလဲဘယ်လိုစီရင်ကောင်းမလဲဆက်ကိုကျွန်တော်စဉ်းစားတဲ့အခါကျွန်တော်ဖျားမှလည်းကျွန်တော်ဘယ်လိုခေါ်မလဲစတောင်းနေမှာနော်ဘယ်လိုစီရင်ကောင်းမလဲကျွန်တော်တေချာစဉ်းစားရင်းနဲ့အဲ့ဒါဖျားကျွန်တော်စကားပြောတဲ့အခါကျွန်တော်တတိတလဲနဲ့ကျွန်တော် sound system စဉ်းစားတယ်ပေါ့နော် speaker လည်းအများကြီးမသုံးတော့ကျွန်တော်မသုံးမနဲ့ကျွန်တော်အရှိက15တစုံနဲ့18တစုံပဲသုံးမယ် monitor သုံးတော့ပေါ့လူတလောက်ပဲသုံးမယ်ဒီကွင်းနဲ့တိုးရင်လည်းတိုးပြီးစီတယ်ဆုံးဖြတ်တယ်ကျွန်တော်စဉ်းတဲ့အခါဖျားပေးရဲ့ဉာဏ်ပညာအဖြစ်ပေါ့နော်ကောင်းမှုဆုံးတန်ထူးခြားတဲ့အတန်ဖျားခင်ပြင်ဆင်ပေးတော့နော်အဲ့ဒါတစ်ပိုင်းပြီးတဲ့အခါမှာကျွန်တော်ဒုတိယနေ့ကျတော့ကျွန်တော်မစားခင်မှာကျွန်တော်အနည်းလေတော့ခက်ကျွန်တော်သတင်းကြားတယ်။ဘာသတင်းကြားလဲဆိုတော့ဟိုကျွန်တော်လည်းသတိမထားမိဘူး။နောက်ဒုတိယနေ့ကျကျွန်တော်ပြီးမယ်ဒါတော့ကျွန်တော်စဉ်းစားတယ်။ဒုတိယနေ့ကျတော့ကျေးဇူးတော်ကြောင့်အကခွဲအစာချောင်းနေဆိုတော့ကျွန်တော်ကစားနေကြချင်းမုတ်လဲစားနေသမင်းတခုစားနေစားတော့စားနေဟာကျွန်တော်တို့ကော်မတီကတော့ကျွန်တော်တို့နှိုးဆော်ဖို့အချိန်တော့မရလိုက်ဘူးပုံဝင်လေးပြောရင်ပေါ့နော်ကျွန်တော်လည်းဘယ်လိုခေါ်မလဲအလုပ်တအားအာယုံဆိုင်တဲ့ခါအဲ့လိုအစာကြောင်ဆူတောင်းဖို့တို့ပါလို့မိနစ်ကတော့ကျွန်တော်တို့ဘာလို့ဆိုတော့မိုးတဲ့ရေထဲမှာဆိုကျွန်တော်ဆူတောင်းတယ်ဒုတိယနေ့မှာတတိယနေ့မှာပေါ့နော်တတိယနေ့မှာဆာကြောင်ဆူတောင်းတယ်အဲ့နဲ့ဒီနေ့ကျတော့ဒုတိယနေ့မှာလည်းအဲ့လိုဆူတောင်းဖို့ကျွန်တော်စိတ်ထဲမပြင်းပြောက်ဒါပေမဲ့ဖျားကြီးဆိုကြောင့်ဒီမှာရှိတဲ့ကျွန်တော်လည်းမကြောင်ကျွန်တော်ဆူလိုက်သေးတယ်နေဘာလို့ကလေးတွေကိုအစာကြောင်ဆူတောင်းဖို့နေတိုက်တွန်းရတာလဲပြောတဲ့အခါကျွန်မမတိုက်တွန်းသူတို့အသိစိတ်ကရင်ဖြစ်တာလားဆိုတော့အော်ဘုရားကြီးကတော့ဒီညအတွက်တော့ကျွန်တော်ပုံစိတ်ချမှုရပါတယ်ဘာလို့လဲဆိုတော့ဒုတိယညနောက်ဆုံးညလည်းဖြစ်တယ်ဒါတခုခုဖြစ်နေဘုရားကြီးကကျွန်တော်တို့အတွက်ကိုပို့ပြီးတော့ဆူတောင်းဖို့လို့ဘယ်လိုခေါ်မလဲစိတ်ထဲပေါ့နော်ဘုရားကြီးလို့ဆိုတာဖြစ်နေပဲကျွန်တော်ထင်တဲ့အတိုင်းစိတ်ထဲမှာအဲ့လိုတန်တရားဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပွဲရလဲစလာတယ်sorry မစခင်မှာကျွန်တော်နေ့လည်းပဲကျွန်တော်တို့sorry မနေ့ပိုင်း comedy series လုပ်ပြီးတာနဲ့နေ့လည်းပဲကျွန်တော်အဲ့လုံခြုံရေးမှာတောင်းရှိရလို့လည်းကျွန်တော်နဲ့ကိုတိုးနဲ့တော့တွေ့တယ်ပေါ့နော်တွေ့တဲ့အခါမှာဆင်ပြေတယ်ဆင်ပြေလုံခြုံရေးဖွဲ့ကျွန်တော်ပြောပြတယ်ပထမနေ့ကမလာတဲ့အကြောင်းလာပါအစားတော့ပြင်ဆင်တယ်ဒုတိယနေ့နောက်ဆုံးနေ့ဖြစ်ပါအကြောင်းကိုတခြားဖိတ်တယ်အိမ်မှာမရှိလို့ကျွန်တော်တို့တခြားနေရာမှာကျွန်တော်သွားဖိတ်တယ်ဆိုတော့အဲ့ဒါကျွန်တော်လည်းပြီးသွားတယ်ပေါ့ဒုတိယနေ့စလာတယ်စလာတဲ့ခါကျတော့ကြီးတဲ့ခါလုံခြုံရေးလည်းတရားမမသိဘူးဒါပေမဲ့ကျွန်တော်စိတ်ချရတယ်ဘုရားခင်ကွယ်ကာမယ်စရပါတော့ဆိုတဲ့ခါမှာပွဲကစလာတယ်တော့ကျွန်တော်ဖြစ်တော့ကျွန်တော် music ကမတီးရတဲ့ခါကျွန်တော်ကိုတိုးပြောတယ်ကျွန်တော်ဆက်ချိန်တဲ့ကြောင့်ဆက်မှာကျွန်တော်နေတဲ့ကြောင့်ကိုတိုးဒါလေးသနာထောင်ပေးပါကွင်းနေပါဘာလို့လဲပေါ့နော်အတန်တူးအကျယ်နောက်ပြီးတော့ခါပရိသတ်ကအစားဆိုကိုတိုးကသနာထောင်နေတာအဲ့လိုနားထောင်ရင်နဲ့ပဲ၈နာရီခွဲ9နာရီလောက်ကြာတယ်ပြဿနာစနေကိုတိုးကျွန်တော်လာပြောတယ်ဒါပေမဲ့ကျွန်တော်ကကိုယ်လည်းပြောတော့ကျွန်တော်ပြဿနာစတော့ဒါကတမင်းစားရီတောက်တော့ပဲကျွန်တော်လည်းပွဲလဲတော်တော်များများလဲဖြစ်ခဲ့တယ်ဆိုတော့အတွေ့အကြုံရှိတော့ဘယ်လောက်ကတော့ easy ပါကိုတိုး easy ပဲလို့အဲ့ဒါနောက်ဆုံး drama ကြီးပြတယ် drama ကြီးပြပြီးတော့နောက်ဆုံးအချိန်မလုံးနဲ့ပြီးတဲ့ချိန်မှာဘုရားလည်းကျွန်တော်နှိုးဆိုတာစိတ်ထဲမှာဟုတ်တော့ကျွန်တော်ကအဲ့ကျွန်တော်လည်းအလုပ်ဘယ်လိုခေါ်မလဲအာယုံဆိုင်နေအဆဆရကျွန်တော်အာယုံဆိုင်တဲ့ချိန်မှာဟိုးပဲချမ်းပေါ့နော်အဲ့ကျွန်တော်အဝင်ပေါက်ခေါ်မှာပေါ့ဒီဘက်ကလာတဲ့ဘက်ကဒီဘက်ကိုဘလုံးလုံးပေါ့ကျွန်တော်အဲ့ဘက်ကျွန်တော်သွားပြီးအာယုံသွားဆိုင်မိတယ်ကျွန်တော်ကျွန်တော်သွားပြီးအာယုံဆိုင်တဲ့ချိန်မှာပဲမှပလင်းရိုက်တန်နေမှာကြားနေရတယ်ကြားနေရတော့ကျွန်တော်စိတ်ထဲမှာချက်တဲ့ကျွန်တော်ဘယ်လိုခေါ်မလဲဘာလို့ရမလဲဆိုကျွန်တော်ချက်စဉ်းစားလိုက်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘာဖြစ်လဲအစီအစဉ်ခဏရက်လိုက်မယ်ဘောနော်အစီအစဉ်ခဏရက်လိုက်မယ်တော့ကျွန်တော်ကိုလူတွေအပြင်ရောက်ခဲ့တော့များလည်းမကောင်းဘူးပေါ့နော်ကျွန်တော်လည်းတောင်းခံရောက်ခဲ့တဲ့အားလို့ဆိုတော့ကဲအားလို့ကိုလူတွေရင်လို့စုပါချက်စီလည်းနေပြီးပါပေါ့နော်အဲ့လိုဆိုတော့အဲ့ဒါနောက်ဆုံးပြောတော့ကျွန်တော်တို့ဒုတိယနေ့ plan ရဲ့ဘယ်လို program ရဲ့ဘယ်လိုခေါ်မလဲအများကြီးတော့မကြံတော့ဘူး၄-၅ပို့လောက်ကြံတဲ့ချိန်မှာဖြတ်ခင်ရပေးနာတယ်ဆိုတော့ကျွန်တော်ခံစားရတယ်အဲ့လိုဆိုတော့ကျွန်တော်ခရစ်ဝင်ကျန်တစ်ခုတည်းမှာကျွန်တော်ပြဖက်ကြည့်မယ်ဆိုတော့ခရစ်တော်ကကန်ရဲ့ဘေးနာရောက်လာတဲ့အခါမှာနှဆူးဆွဲတဲ့လူကြောက်တွေ့တယ်တွေ့တဲ့အခါနှဆူးကဘာဖြစ်လဲဆိုတော့ခရစ်တော်မြင်တဲ့အခါကြောက်လန့်ပြီးတော့သူ့မှာပြေးမဲ့နေရာမရှိဘူးနော်ပြေးမဲ့နေရာမရှိတဲ့အခါနောက်ဆုံးခရစ်တော်ကလည်းဝတ်ထဲပြေးဝင်ခိုင်းတယ်ပြေးဝင်ခိုင်းတဲ့အခါကျတော့ဝတ်အုပ်တွေအားလုံးကချောင်းထဲပေါ့နော်ဝတ်ထဲဝင်ပြီးတော့အားလုံးသိသွားတယ်ဆိုတော့ကြောင့်ခုကျွန်တော်သတိရမိတယ်ဘာလို့ဆိုတော့ကျွန်တော်မနေ့က
ကျေးဇူးတော်ကြောင့်ကျွန်တော်ပြောတဲ့ဒန်စ်ဖွဲ့ကအဆိုင်အောင်ဆူတောင်းပြီးတော့ကာပါလှုပ်လိုက်တဲ့ကာကျွန်တော် state ပုံမှာဘာပြဿနာမှမရှိဘူးဒုတိယနေ့နော်ပထမနေ့မှာတော့ sound system ခက်ခဲဖြစ်တယ်ဒုတိယနေ့မှာကျဘာခက်ခဲဘာပြဿနာမှဖြစ်တဲ့ခါကျတော့စာတန်ဝင်ပေါက်မရှိတော့ဘူးနောက်ဆုံးပြောရင်တော့စာတန်ဝင်ခြင်းနဲ့ကျွန်တော်တို့ထဲမှာဟိုကနော်ဝင်ခြင်းနဲ့ဝင်ပေါက်မရှိတော့ဘူးကျွန်တော်တို့တက်နိုင်ဆုံးရှိတဲ့နေရာမှာအားလုံးစကတ်ကြတယ်အဆိုင်အောင်ဆူတောင်းတဲ့ခါကျနောက်ဆုံးကဝင်လို့မရတဲ့ကပြိတ္တတွေပြီးတဲ့ခါမှာနောက်ဆုံးကျွန်တော်တို့အစီအစဉ်တော်မှကျွန်တော် message ပြီးရတဲ့ကိုပေါ့နော်ဘုရားသခင်ကဒီလောက်နဲ့ကိုကျွန်တော်တို့လောက်ခွင့်ပြီးရတဲ့ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီလောက်နဲ့ကျွန်တော်လောက်ခွင့်ရဖြစ်တယ်အဲကျွန်တော်ပြောချင်တယ်ဆိုတော့အရာအားလုံးကဘုရားနဲ့ဆိုင်တယ်တစ်ချက်နောက်ပြီးတဲ့ခါမှာကျွန်တော်တို့ကျွန်တော်အနေနဲ့ဆိုမနမ်းပြောရင်တော့ဟိုဒုတိယနေ့မှာဆိုကျွန်တော်ခေါင်းထဲမှာဘာပဲရှိတော့လဲဆိုတော့ပြီးချင်တယ်အမြန်ဆုံးပြီးချင်တယ်တစ်ချက်နောက်ပြီးတဲ့ခါမှာကျွန်တော်အားလုံးကိုဘုရားသခင်တစ်ခုခုတုံတင်တယ်ဆိုကျွန်တော်အပြည့်အဝယုံကြည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်နေစဉ်းစားသုံးတဲ့ခါမှာအော်ဘုရားကျေးဇူးတော်ပဲလို့ကျွန်တော်ထဲမှာပြဿနာမဖြစ်ဘူးတစ်ချက်နော်နောက်တစ်ခါကျွန်တော်တက်နိုင်လို့ကျွန်တော်တို့စူတောင်းခြင်းအဖြစ်ကျွန်တော်ကာဗာလုပ်တယ်ကာဗာလုပ်ခြင်းအဖြစ်နောက်ပြီးတဲ့ခါမှာကျွန်တော်ထဲမှာစာတယ်ဝင်လို့မရတဲ့ခါစာတယ်ကပရိသတ်တွေဝင်တဲ့ခါမှာအဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဆိုတော့ကိုယ်နာတက်တည်ခံလို့ပဲဒီနေ့ကလည်းဒီဇင်ဘာကြီးမှာမိုးရွာတယ်ဒီနှစ်မှာလည်းဒုတိယနေ့မှာကြီးတဲ့ခါလာကသွေးရောင်တန်းတယ်ပေါ့ကျွန်တော်တခါမှမမြင်ဘူးဟိုကျွန်တော်ဒီတက်ရွယ်ကြီးလာပြီးဖျားအဲ့ချိန်မှာပဲပြောလို့ကျွန်တော်တို့အမတ်တရားဖြစ်စီရပေါ့နော်ကျွန်တော်တို့နဲ့အတူပါရှိတယ်ဆိုတဲ့အကြောင်းလည်းအမတ်တရားဖြစ်စီတဲ့အပြင်မှာကျွန်တော်တို့အတွက်ကိုဘယ်လိုခေါ်မလဲဘုရားကရှိနေတယ်ကျွန်တော်နဲ့အတူရှိနေကျွန်တော်တို့လုံနေတာဆိုတာတဲ့ဘုရားကလုံနေတာပေါ့နော်အစီအစဉ်အားလုံးကအဲ့တော့ဆုံးမပြောသလိုပုံကြီးခြင်းပဲဖြစ်ဖြစ်ကဲ့ခြင်းပဲဖြစ်ဖြစ်အားလုံးကကျွန်တော်တို့မဆိုင်ဖျားနေမဆိုင်ခရစ်တော်နဲ့မဆိုင်အဲနောက်ကျွန်တော်ပတ်ဝန်းကျင်မှာအခုကျွန်တော်စနာတစ်ခေါက်ကျွန်တော်သတင်းတစ်ခုကြားလိုက်တယ်တချို့ရမလာဘူးလေဒီပွဲမလာဘူးတက်တရာကနောက်ဆုံးမှဖြစ်တာသူတို့မလာချင်တာသူတို့ပိုင်းပေါ့နော်အဲ့တော့အဲ့ဒါကသူတို့ဆွဲထည့်တာဆိုတော့အားလုံးဒီမှာရှိတဲ့လူတွေလည်းကျွန်တော်အားပေးချင်တာကဘယ်သူပါပဲပြောကျွန်တော်ကိုယ်နာပြောလို့ကျွန်တော်ရတဲ့အားလုံးကျွန်တော်တို့ညီသက်ရှင်ဝဲမြောက်ခြင်းတို့ကကျွန်တော်တို့စိတ်ထဲမှာဆရာမအခုခေါင်းဆောင်ကစူလိုက်လို့ဖြစ်ဖြစ်ကျွန်တော်ကော်မတီထဲတရားကစူလိုက်တာလို့ဖြစ်ဖြစ်နောက်ဆုံးကိုယ်ဖွဲ့သားတရားနဲ့ပဲစကားများတာဖြစ်ဖြစ်အဲ့ဒါအားလုံးကအစပြီးခရစ်တော်ပဲပြီးပါလို့ကျွန်တော်ထပ်လောင်းပြောရှင်တယ်ဘာလို့လဲဆိုတော့ခါကျရင်စနကိုယ်နာပြောသလိုပေါ့ကိုယ်ကပြီးသွားကျွန်တော်ထဲမှာအနာတွေရှိနေတတ်တယ်ပေါ့နော်ကောင်းကြီးမိခံစားသလိုကျွန်တော်တို့ရဲ့ဟိုဘယ်လိုခေါ်ဖျားခင်ကကျွန်တော်ရင်းချက်မှုရအောင်ပေါ့နော်အဲ့ဒီအားလုံးလည်းဖျားနိုင်ပြီးပါဆိုတော့ပြောရှင်နောက်တစ်ခုကျတော့တသိခံချင်တာကဘာလဲဆိုတော့မိနစ်ကဆိုရင်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဘတ်ဂျက်ကလည်းနီးခဏီမှာအကုန်ရတယ်ဒီနေ့ကျတော့ကျွန်တော်ဆက်ပုံးကိုကျွန်တော်စူတောင်းခံမှု sorry ကျွန်တော်ညနေပိုင်းရှင်းနေညနေပိုင်းကျွန်တော်လှုပ်အားပေးပြီးရတယ်ဆိုတော့ညနေပိုင်းစားလို့ဒီလိုချိန်မှာကျွန်တော်ဆက်ပုံးကိုပြောတယ်ဆက်ပုံးအဖွင့်စူတောင်းပေးပါကျွန်တော်ပြောတဲ့အခါ okay လာပြီးမယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်နည်းနည်း7 minutes ကျွန်တော်စကားပြောဖြစ်တယ်ဆိုတော့ပြောလဲဆိုတော့ပြောနေဆိုတော့ကျေးဇူးတော်ကြောင့်ဖျားကန်ဒီချိန်ကြီးပို့ဆောင်ပေးရပေါ့နော်အဲ့ဒါဆိုရင်လည်းဒီနေ့ဘာချက်ဘယ်လိုရှိလဲဆိုတော့ဆက်ပုံးရဲ့အမျိုးသမီးကပြောတယ်ပေါ့ဆရာမကျွန်တော်တို့လာလို့ကျေးဇူးတော်ကြောင့်လောဆယ်ကျွန်တော်ဘာချက်ကတော့2000တော့မပြည့်ဘူးဆိုတော့သူကတအားဘယ်လိုကောအော်ရပေါ့နော်ဟောမင်းတို့ပတ်စံ2000မရှိဘဲနဲ့တို့ဒီပွဲလုပ်တယ်ပေါ့လေတဲ့သိတယ်မလား2000မရှိဘဲဒီပွဲလုပ်တယ်ပေါ့လေကျွန်တော်လည်းပြောလိုက်တယ်ဖျားသခင်ကလူရာကြီးတော့ပြီးတယ်လို့ဟောနော်လူရာကြီးတော့ပြီးတယ်ဒါပေမဲ့လက်ထဲမှာတော့ပတ်စံ2000မပြည့်ဘူးလို့ပေါ့နော်ကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီနေ့ကထူးခြားတာတခုကကျွန်တော်တို့အဖွဲ့သားတွေတော့တီးမတီးတော့မလို့ကျွန်တော်ကော်မတီဝင်နေmini celebration ကကျွေးတဲ့ဟာကြီးအားလုံးကျွန်တော်ကော်မတီကကျွေးရဖြစ်တယ်အများစုပေါ့နော်ကော်မတီ sorry ဒီအဖွဲ့ရဆိုင်တဲ့ပတ်စံ900 600လောက်ရှိတယ်နောက်ပြီးတဲ့ခါဒီညဘက်ကျွေးရအားလုံးကကျွန်တော်ကော်မတီတွေကတော်တော်များများကပါဝင်တာဖြစ်တယ်ပေါ့နော်အဲ့ဗာမြင်လဲဆိုတော့ကျွန်တော်တို့စကုံတစ်ခုရှိတယ်ကျွန်တော်အားဆိုတာပေါ့နော်အပြင်ကလာတာမဟုတ်ဘူးကျွန်တော်အတွင်းထဲမှာနေအားရှိတယ်တကယ်အလုပ်လုပ်မှဆိုရင်ပေါ့နော်ဟုတ်တယ်နော်ကျွန်တော်တခါကျရင်ကျွန်တော်တို့ကငွေစပွန်ဆာဆိုကျွန်တော်အပြင်ကညှော်ကြတယ်နိုင်ငံခြားစပွန်ဆာညှော်တကယ်တမ်းပွင့်လင်းပြီးတော့ဒီနေ့ကျွန်တော်နိုင်ငံခြားစပွန်ဆာဝင်တာအမေရိကဝင်တဲ့9600တခုရှိတယ်အော်စီကဝင်တဲ့1300တခုရှိတယ်300ကျော်လေးပေါ့နော်အဲပေါင်းလိုက်ရင်ကျွန်တော်ဒီဘွဲကျွန်တော်နောက်တစ်ခါလို့ဆိုကျွန်တော်လည်းလုပ်ရမှာမဟုတ်ဘူးဒါပေမဲ့ဖရားကနှိုးစော်တယ်လောက်ပါတယောက်စီတိုင်းနှိုးစော်တယ်လောက်ပါဆိုတော့နောက်ဆုံးအားတွေစူးရတာဖရားကဒီခွင့်ဒီအချိန်ဓာတ်ဒီပြီးဆုံးတဲ့အထိကိုပေါ့နော်နောက်ဆုံးပြောတာကျွန်တော်အဆုံးပြောသလိုအောင်မြင်တယ်မအောင်မြင်တဲ့ကျွန်တော်တို့ဘိုင်းမို့တော့ဘုရားဘိုင်းဖြစ်တယ်နောက်ပြီးတဲ့ခါမှာဘယ်နှယောက်ဆက်ခဲ့တယ်ဘယ်နှယောက်ကတိုးထိတယ်ဆိုတာလည်းကျွန်တော်တို့ဘိုင်းမို့တော့ဘာလို့လဲဆိုဘုရားလုံနေတဲ့အလုပ်ပေါ့နော်ဖြစ်တဲ့ကြောင့်မို့ဘုရားနဲ့ပဲဆိုင်တယ်နောက်အပင်ပေါက်တယ်မပေါက်တော့ဘုရားနဲ့ဆိုင်တယ်ဘာလို့ကျွန်တော်တို့တွေကတစ္ဆာပလာတွေပဲပေါ့နော်ကျွန်တော်တို့က
တစားပလာလေးနဲ့ဖျားကျွန်တော်တို့ခဏလေးတုံးလိုက်တာဒီနေ့ရက်အတွင်းပေါ့နော်အဲ့တော့ကျွန်တော်အားလုံးလည်းကျေးဇူးတင်တယ်အထူးဖြင့်ဒုတိယနေ့မှာဆရာအောင်စုတောင်းတဲ့ dance ဖွဲ့ကိုလည်းကျွန်တော်အထူးကျေးဇူးတင်တယ်ပေါ့နော်ဖျားကျေးဇူးတော့ကြောင့်ကျွန်တော်အားလုံးပြီးဒုတိယနေ့ကြည့်ပြီးနိုင်တဲ့ခွင့်ပေးရပေါ့နော်အဲကြောင့်ကျွန်တော်အားလုံးကိုကျေးဇူးတင်တယ်ကော်မတီဖွဲ့အဖွဲ့ဝင်အားလုံးတို့တော့member ဝင်အဖွဲ့တွေတော့နောက်ပြီးတော့တခုကျွန်တော်ပြောချင်တာကကျေးဇူးတင်စကားအနေနဲ့အဲ့လည်းဖြစ်တဲ့ဒီအသင်းတော်ပေါ့နော်သူပြ DCC အသင်းတော်မှာတင်ဆက်ရရှိတယ်အသင်းတော်နေရာကျွန်တော်တို့ငွေ2000ပါဝင်ပေးတယ်ပေါ့နော်ပြီးတဲ့အခါမှာဟိုစကလေးကကျွန်တော်ဒီဗိမန်တော်ကိုတုံးပြုခွင့်ပေးတယ်တော့ကျွန်တော်ကြည့်ကြည့်တာကျွန်တော်လာတိုင်းကအမှတ်ရှိတယ်ဟောကျွန်တော်ကိုယ်တိုင်ကကြံတအားစားတယ်ဘာလို့လဲဆိုကျွန်တော်သမီးနဲ့ကြံစားတယ်ဒါပေမဲ့ဒီခါတချို့ဒီချိန်နဲ့ကျွန်တော်သိနေတခါရဲဆိုတော့မသိမိဘူးဒါပေမဲ့ကျွန်တော်တကယ်ကိုဖျားရည်မြစ်တာအဖြစ်သေဦးဆရာမဆာပြီးတော့ဒီသားစုကစပြီးတော့တင်းသားတွေအားလုံးပေါ့နော်ဆရာဆရာမတွေအားလုံးကျွန်တော်တို့ကိုနေရာပေးတယ်သုံးခွင့်ပေးလို့ကျွန်တော်ထူပဲကျေးဇူးတင်နေကြတော့ပြောချင်တယ်ပေါ့နော်နောက်ပြီးရပြင်မှာပတ်သက်ငွေ2000အပြည့်ပေါင်တဲ့ကြောင့်ကျွန်တော်ထူပဲကျေးဇူးတင်တယ်ဒါပြင်လည်းသူတို့ဆူတောင်းပေးခြင်းအပြည့်အများကြီးပေါင်တဲ့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာရှိတဲ့တင်းဦးဆရာဆာအတင်းတော်အားလုံးဒီတင်းတော်အထူးသဖြင့်ပေါ့နော်ဒီတင်းတော်ကျေးဇူးတင်တယ်နောက်ပြီးတော့ EEC ကလည်းကျွန်တော်မီးစက်တွေပါအကူအညီပေးတယ်အဆဆရပါပေါ့နော်တင်းတော်အားလုံးကျေးဇူးတင်တဲ့ကြောင့်ကျွန်တော်ပြောချင်တယ်ပေါ့နော်နောက်ကျွန်တော်စိတ်ပေါ် church ကလည်းChristmas tree တို့ mic တို့ဘာလို့အစားပေါ့နော်အဆက်ဆက်အကူညီပေးတော့နော်အဲ့တော့အတင်းတော်ပေါင်နဲ့အတင်းတော်အားလုံးကိုစားတဲ့ကျွန်တော်အားလုံးလည်းကျွန်တော်ကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်အဲ့တော့ကျွန်တော်တက်နိုင်ဆုံးကျွန်တော်တို့မိစေရပေါင်နဲ့အတင်းတော်ကျွန်တော်အတင်းသားတွေအားလုံးပြန်ပြီးတော့ပြောပြပါလို့ကျွန်တော်ကျေးဇူးတင်တဲ့အကြောင်းပေါ့နော် company နဲ့ကျွန်တော်အနေနဲ့ကျေးဇူးတင်တာပြောချင်ပါတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ပြောဆိုတက်သိခန္ဓာလည်းပါတယ်ကျေးဇူးတင်စကားပြောတာလည်းပါတယ်ပေါ့နော်အဲကြောင့်မို့ဘာဖြစ်ဖြစ်ကျွန်တော်တို့ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ဒုတိယချိန်ကျွန်တော်လှုပ်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖျားသုံးတဲ့အတွက်ကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ဖျားကိုကျွန်တော်အထူးကျေးဇူးတင်တဲ့အကြောင်းကျွန်တော်ပြောချင်တယ်ပေါ့နော်အားလုံးပြန်ရောက်ကြည့်ပါစေ